ရုရှားနိုင်ငံကထူးခြားတဲ့ကြောက်တုံးခုနှစ်ခုဒေသခံတွေကရုရှားရဲ့တန်မာတဲ့အမျိုးသား9ယောက်လို့တင်စားခေါ်ဝေါ်ကြတဲ့ဒီကြောက်တုံးကြီးတွေဟာထူးခြားတဲ့ကြောက်တုံးကြီးတွေပဲဖြစ်ပါတယ်။ရုတ်တရက်ကြည့်လိုက်ရင်တော့လူတွေဖန်တီးထားတဲ့တည်ဆောက်မှုနဲ့တူညီနေတဲ့ဒီကြောက်တုံးကြီးတွေဟာတကယ်တဘာဝကြောင့်ဖြစ်လာတဲ့ဖန်တီးမှုဖြစ်ပြီးတော့နှစ်ပေါင်းများစွာရေလေနှင်းတိုက်စားမှုတွေကြောင့်ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။ကြောက်တုံးကြီးတွေတည်ရှိနေတဲ့ထောင်နှန်းတွေကိုနှက်ဖျားတွေနေတဲ့နေရာလို့လည်းဒေသခံတွေကယုံကြည်ကြပါတယ်။ဒီကြောက်တုံးကြီးတွေဟာထူးဆန်းစွာနဲ့ပဲ30ရာနေပြီးတော့40မီတာလောက်ထိမြင့်မားပြီးတော့အခုချိန်ထိမပြတ်မစီးပဲရှိနေတာပဲဖြစ်ပါတယ်။ကြောက်တုံးကြီးတွေရဲ့ဒီနေရာဟာသဘာဝတရားကိုသိချမြင်ရတဲ့အပြင်ရှုခင်းတွေဟာလည်းတော်တော်လေးလာတာကြောင့်နာမည်ကြီးတဲ့နေရာတစ်နေရာလေးပဲဖြစ်ပါတယ်။ဒါအပြင်အခုလိုထူးခြားတဲ့ပုံစံဖြစ်လာအောင်ဘလို့တိုက်စားမှုတွေကပြပြင်ခဲ့တယ်ဆိုတာကလည်းလိုဝက်ပြီးတော့ထူးခြားတဲ့အကြောင်းအရာအနေနဲ့တည်ရှိနေစေဖြစ်ပါတယ်။ရုရှားနိုင်ငံရဲ့ယူရေတောင်တန်းတွေကြားမှာတည်ရှိနေတဲ့ဒီနေရာလေးဟာတဘာဝနဲ့နီးစပ်ဆုံးဖြစ်ချင်တဲ့သူတွေအတွက်တကယ်ကိုကောင်းမွန်တဲ့နေရာလေးပဲဖြစ်ပါတယ်